တင်တို့ကြားနေရတဲ့ကြောက်ရွံ့ဖွယ်ကောင်းတဲ့အော်ဟစ်တန်တွေကလူတယောက်ရဲ့အတန်လို့ယုံကြည်လားဒါကအခြားသူမဟုတ်ပါဘူးလက်ဆိုး6ပါးရဲ့ပူးကတ်မှုကိုခံရတယ်လို့လူသိများနေတဲ့ Annelies Michel ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာကျော် Emily Rose ရုပ်ရှင်ရဲ့ဖြစ်ရမှန်ပိုင်ရှင် Annelies Michel ရဲ့ဖြစ်ရမှန်ကိုသိပ္ပံနည်းကြအချက်အလက်တွေအယူဆတွေနဲ့အတူခွဲခြားစိတ်ဖြာတင်ဆက်ပေးသွားမှာပါ1952ခုနှစ်မှာမွေးဖွားခဲ့တဲ့ Annelies ဟာဂျာမနီနိုင်ငံကအလွန်ဘာသာရေးကိုင်းဆိုင်တဲ့မိသားစုမှာကြီးပြင်းခဲ့ရတဲ့သူပါအသက်16နှစ်အရွယ်မှာတော့သူမရဲ့ဘဝဟာထာဝရပြောင်းလဲသွားခဲ့ပါတယ်သူမဟာသူမရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရဘဲနဲ့တုံရီယာထူးဆန်းတဲ့အတန်တွေကြားရတာနဲ့အတက်ရောဂါလိုဝေဒနာတွေကိုစတင်ခံစားခဲ့ရပါတော့တယ်ဆရာဝန်တွေကတော့သူမကိုဝက်ယူပြန်ရောဂါလို့သတ်မှတ်ပြီးတော့ဆေးကုသပေးခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူးဒီနေရာမှာအယူဆအပိုင်းကိုစတင်လာပါတော့တယ်သူမဟာဖះเจ้าကကားတိုင်းတွေစိတ်ပတိတွေနဲ့တန်းစင်တဲ့တွေကိုမြင်ရင်အလွန်အမင်းကြောက်ရကြအော်ဟစ်လာပါတော့တယ်သူမဟာမစားနိုင်မတောက်နိုင်ဖြစ်လာပြီးဒီကောင်တွေကိုစားရမျိုးခုကိုနာကျင်အောင်တာမျိုးတွေဖြစ်လာခဲ့ပါတယ်သူမရဲ့အတန်ဟာလည်းမိန်းကလေးပြောက်ရဲ့အတန်မဟုတ်တော့ဘဲနဲ့ယောက်ျားတီထားရရဲ့အတန်မျိုးနဲ့ငါတို့ဟာလူစီဖာကာအိတ်တလာစားတဲ့နတ်ဆိုးတွေဖြစ်တယ်လို့ကြေညာခဲ့ပါတယ်ဒီချက်တွေကြောင့်ပဲကက်သလစ်ဘုံကြီးတွေကသူမကိုနတ်ဆိုးပူကနေရလို့ဆုံးဖြတ်ပြီးတော့10လအတွင်းမှာနတ်ဆိုးနေထုတ်စဉ်အကြိမ်ပေါင်း68ကြိမ်အထိပြုလုပ်ခဲ့ပါတော့တယ်ဒါပေမဲ့တစ်ဖက်ကပညာရှင်တွေကတော့ဒါဟာဘာသာရေးအစွန်းရောက်စိတ်ရောဂါသာဖြစ်တယ်လို့ထောက်ပြကြပါတယ်Annelies ဟာအလွန်တင်းကျပ်တဲ့ဘာသာရေးပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတာကြောင့်သူမရဲ့စိတ်ဝေဒနာကိုနတ်ဆိုပူတာလို့သူမကိုယ်တိုင်ကယုံကြည်သွားတာဖြစ်နိုင်ပါတယ်စိတ်ပညာရလဲဝမ်ယူပြန်ရောဂါရှင်တွေဟာစိတ်အာရုံခြောက်ခြားတာမျိုးခံစားရတတ်ပါတယ်အဆိုးဆုံးကတော့နတ်ဆိုနေထုတ်နေစဉ်အတွင်းမှာသူမကိုလိုအပ်တဲ့ဆေးကုသမှုတွေပေးခဲ့ပဲနဲ့အစာငယ်ရင်ငတ်ထားခဲ့ရကြောင်းနောက်ဆုံးမှာတော့သူမဟာအာဟာရပြက်လက်ပြီးတော့ကွယ်လွန်သွားခဲ့ရပါတယ်1986ခုနှစ်ဇူလိုင်လ1ရက်နေ့မှာတော့ Annelies ဟာအသက်23နှစ်အရွယ်နဲ့အသက်ဆုံးရှုံးခဲ့ပါတယ်ဒီဖြစ်ကြောင့်သူမရဲ့မိဘတွေနဲ့ဖုံးတော်ကြီးတွေကိုပေါ်စာမှုကြောင့်လူသေစေမှုနဲ့တရားစွဲဆိုခဲ့ပြီးတစ်တံတွေပေးခဲ့ပါတယ် Annelies Michel ရဲ့ဖြစ်ရဟာအခုတည်းကစဉ်းစားကြရအများကြီးချန်ထားခဲ့သေးပါသူမဟာတကယ်ပဲလက်ဆိုးရဲ့သားကောင်ဖြစ်ခဲ့ရလားအမမဟုတ်မှားရင်းတဲ့အယူအဆတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့မိန်းကလေးတယောက်လားမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါအောင်ရှင်